ကိုယ့်ရဲ့ကိုယ်ပိုင် style ကိုဘယ်လိုရှာဖွေရမလဲမသိသေးဘူးဆိုရင်ဒီနေ့ဗီဒီယိုမှာကိုယ့်ရဲ့ style ကိုအလွယ်ကူဆုံးရှာဖွေနိုင်မယ့်အဆင့်80ကိုပြပြပေးသွားမှာဖြစ်ပါတယ်။ပထမဆုံးအဆင့်ကတော့ social media တွေပေါ်မှာ exposure ယူပါကိုယ့်ကဘာ style ကိုကြိုင်မှမသိသေးခင်မှာလောကမှာဘယ်လို style တွေရှိနေလဲဆိုတာကိုအရင်ဦးဆုံးလိုက်ကြည့်ရပါမယ်။အဝတ်အစားတွေလိုက်မကြည့်ခင်အရင်ဆုံး Pinterest, Instagram, TikTok ဒါမှမဟုတ်ကိုကြိုက်တဲ့မင်းသားမင်းသမီးတွေရဲ့ outfit တွေကိုစောင့်ကြည့်ပါ။ပြီးရင်ကိုကြည့်လိုက်လို့ဒီ outfit လေးကတော်တော်မိုက်တယ်လို့စိတ်ထဲမှာခံစားရတဲ့ပုံတွေကို album သီးသန့်တစ်ခုစောက်ပြီးတော့ save ထားလိုက်ပါ။ဒီနေရာမှာငါနဲ့ရောလိုက်ပါမလားဆိုပြီးတော့ကြိုမတွေးပါနဲ့ရောအဓိက key ကချက်ချင်းလိုက်ဝတ်ဖို့မဟုတ်သေးပါဘူးကိုယ့်ရဲ့မျက်စိကိုအရင်ဆုံးပွင့်သွားအောင် fashion ပုံစံမျိုးမျိုးကို exposure ရအောင်ရင်လုပ်တဲ့သဘောပဲဖြစ်ပါတယ်ဒါကြောင့်စိတ်ထဲမှာမိုက်တယ်ထင်တာနဲ့တွေးသမျှအကုန်သိအောင်ပါပဲမော် album တွေကိုသာအကုန် save ထားလိုက်ပါဒုတိယအဆင့်ကတော့ကိုစုထားတဲ့ပုံတွေကိုပြန်ကြည့်ပြီး aesthetic အုပ်စုခွဲကကိုယ့်ရဲ့ကိုယ်ပိုင် fashion လက္ခဏာကိုရှာဖွေတာပဲဖြစ်ပါတယ်ပုံတွေကိုတစ်ပတ်နှစ်ပတ်လောက်စုပြီးပြီဆိုရင်အဲ့ဒီ album တွေကိုပြန်ဝင်ကြည့်ပြီးတည်တည်ချာချာစမ်းစစ်ကြည့်ပါကိုစုထားတဲ့ပုံတွေထဲမှာဘယ်လို style မျိုးအများဆုံးဖြစ်နေလဲ pattern တစ်ခုကိုသတိထားမိပါလိမ့်မယ်ဥပမာကိုစုထားမိတာတွေက graffiti တွေကာကိုပေါင်းမီတွေနဲ့ street wear style တွေလားဒါမှမဟုတ်ရင်အယောင်ကြီးအစင်သိမ့်မပါပဲတက်တက်ရရရှိလာရဲ့ smart ကြကြ quiet luxury နဲ့ minimalist style တွေလားဒါမှမဟုတ် indie color ကြီးကြီးတွေနဲ့ vintage style တွေလားအဲ့လိုခွဲထုတ်လိုက်တဲ့အခါကိုယ့်ရဲ့စိတ်ဝိညာဉ်အတောင်းတဆုံးအကြိုက်ဆုံးဖြစ်နေတဲ့ fashion aesthetic အစစ်မှန်ကဘာလဲဆိုတော့ခေါင်းထဲမှာပေါ်လွင်ထင်ရှားလာပါလိမ့်မယ်ဒီနေရာမှာ New York ကနာမည်ကြီး style Alison Bornstein ရဲ့ 3 wall method ဆိုတဲ့နီလန်လေးကိုယူပြီးမျှဝေပေးချင်ပါတယ်သူမရဲ့နီလန်ကအရင်ရိုးရှင်းပြီးထိရောက်ပါတယ်ကိုစုတိုင်းရဲ့ fashion ပုံတွေကိုပြန်ကြည့်ပြီးကိုယ့်ရဲ့ style ကိုဖော်ပြပေးနိုင်မယ့်စကားလုံးသုံးလုံးပဲရွေးခိုင်းတာပါဥပမာပြောရရင်ကိုကရိုးရှင်းမယ်တက်ရမယ်လူကြီးဆန်မယ်ဆိုတာမျိုးပေါ့ဒီလိုစကားလုံးသုံးလုံးနဲ့ကိုယ့်အကြိုက်ကိုပေါင်းခတ်လိုက်တဲ့အခါအဝတ်စားဝင်ရင်လမ်းကြောင်းလွဲမသွားတော့ပါဘူးဘာပဲဝယ်ကိုယ့် identity နဲ့အမြဲကွက်တီးဖြစ်နေရအောင်လမ်းပြပေးမယ်အိမ်မြောင်တစ်ခုရသွားသလိုမျိုးပါပဲတတိယအဆင့်ကတော့လက်ရှိဗီဒီယိုကိုပြန်စစ်ဖို့ပါ Pinterest တွေကအလှပုံတွေကအိမ်မက်ဆိုရင်ကိုနေတိုင်းထက်ကတလဲလဲဝတ်ဖြစ်နေတဲ့အင်ဂျီတွေကလက်တွေ့ပေါ်ပါအပြင်သွားခံဒီတိုင်းစဉ်းစားပြင်းလို့ဆိုပြီးအမြဲကောက်ဝတ်မိရဲ့အင်ဂျီတွေနဲ့ပေါင်းပြီးသုံးထည်လောက်ကိုထုတ်ကြည့်ပါပြီးရင်ကိုဘာလို့ဒါတွေကိုအဝတ်အများဆုံးလဲဆိုတာကိုပြန်ပြီးကြည့်ပါတက်တောင်းတက်တာရှိလို့လားဒီထည်တွေရဲ့အယောင်အသားနဲ့ fit တွေကပါလဲဒါကတင်းရဲ့လက်ရှိ comfort zone ဖြစ်သလိုတင်းရဲ့ပင်ကို lifestyle ကိုဖော်ပြနေရလဲဖြစ်ပါတယ်သဒုတ်တအဆင့်ကတော့ကိုနှစ်သက်ဆုံး aesthetic နဲ့ကိုအမြဲဝတ်ဖြစ်တဲ့ comfort zone တစ်ခုကိုပေါင်းစပ်လိုက်တာပဲဖြစ်ပါတယ်တချို့က Pinterest တွေမှာစုတွေ blazer တွေပဲသဘောကျတယ်ဒါပေမဲ့လက်တွေ့ဘဝကျတော့တာမန် t-shirt နဲ့ jean ပဲဝတ်ဖြစ်တယ်အဲ့တော့ဒီနှစ်ခုကိုပေါင်းစပ်ကြည့်အောင်ဥပမာကိုက minimalist style ကိုကြိုက်တယ်ဒါပေမဲ့ကိုမျိုးဝတ်ဖြစ်တာကပေါ့ချောချော comfort zone ဖြစ်နေရဆိုရင်ဒီနှစ်ခုညှိနှိုင်းပြီး oversize minimalist style မျိုးပြောင်းဝင်ကြည့်ရမျိုးပေါ့ဒါမှမဟုတ်တာမန် t-shirt နဲ့ jean ပေါ်မှာကိုကြိုက်တဲ့ blazer တစ်ထည်နဲ့တွဲဝတ်လိုက်တာမျိုးဖက်နှက်ကိုပိုတက်ရက်တာလေးနဲ့လဲစီလိုက်တာမျိုးပါဒီလိုကိုနှစ်သက်တဲ့အရာနဲ့ကိုနေသားကြတဲ့နှစ်ခုကြာမှာညှိနှိုင်းမှုလုပ်လိုက်တဲ့အခါကိုကြိုက်တဲ့လက်တွေ့ဘဝကွက်တီဖြစ်သွားပြီးသူများနဲ့မတူဘဲ caution နေရဲ့တင်းရဲ့ပင်ကို identity အစစ်မှန်အထွက်ပေါ်လာပါလိမ့်မယ်ပြင်ဆင်မအဆင့်ကတော့အရန်ရေးကြည့်ရဲ့ကိုယ့်ရဲ့ခန္ဓာကိုယ်အချိုးအစားကိုနားလည်ဖို့ပါ fashion မှာသူများဝတ်လို့လှတိုင်းကိုလိုက်ဝင်ရင်အဆင်မပြေရဖြစ်တတ်တာဒါကြောင့်မှဘလောက်ပဲတန်မိုးကြီးပြီးလှတဲ့အင်ဂျီဖြစ်ဖြစ်ကိုယ့်ရဲ့ body proportion နဲ့မကိုက်ရင်စတိုင်ကြဖို့ခက်ပါတယ်လူတစ်ယောက်နဲ့တစ်ယောက်ခန္ဓာကိုယ်ဖွဲ့စည်းပုံမတူကြပါဘူးကိုယ့်ရဲ့ရံမောင်းကဘယ်လိုလဲပိန်သလားဝသလားဒါမှမဟုတ်ရင်ခန္ဓာကိုယ်ထက်ပိုင်းရှိပြီးခြေထောက်တိုတဲ့လောင်းထုံဆိုမျိုးစားလားဒါမှမဟုတ်ရင်ဘိုင်းနေနဲ့ပူတဲ့လူလားဒါကိုတိကျတိထားပါမယ်ဒါကိုနားလည်မှာဘောင်းမီခါအမြင်ဝေးရမလားအင်ဂျီကိုဘောင်းမီရဲ့ထဲဝေးရမလားဆိုတာကိုမှန်မှန်ကန်ကန်ရွေးချယ်နိုင်ပါမှာဥပမာကိုကခါရှိရဲ့မျိုးစားဆိုရင်အပေါ်ကအရာ monochrome style မျိုးဝတ်ဆင်တာခန္ဓာကိုယ်ပိုပြီးချိုးကြစီပြီးစမတ်ကြတဲ့ပုံစံမျိုးပေါ်ထွက်စေပါတယ်ဒါကြောင့်ကိုယ့်ရဲ့အားနည်းချက်အားသာချက်ကိုတိကျသိပြီးအဝတ်စားနဲ့ပြန်ထိန်ပြီးဝတ်ဆင်ဖို့လိုပါတယ်စက်ထမအဆင့်ကတော့ရည်ရွယ်ချက်ရှိရှိနဲ့ဖြည်းဖြည်းချင်းဝယ်ယူတာပါကိုနဲ့ကိုက်မက် style ကိုသိပြီဆိုတာနဲ့ဆိုင်ထဲရောက်ပြီး style ကြကျင်စောနဲ့တွေ့သမျှစုံမဝယ်ပါနဲ့ fast fashion trend တွေနောက်ကိုရောက်ရက်ခက်ပြီးအခုမှဒါကြီးခေတ်စားနေလို့ဝယ်ရမယ်ဆိုတာမျိုးမလုပ်ပါနဲ့အင်ကြီးတစ်ထည်ဝယ်တော့မယ်ဆိုရင်ဒီချက်တွေကိုအရင်ဆုံးစဉ်းစားပါဒါကငါရဲ့ style identity စကားလုံးသုံးလုံးနဲ့ကိုက်ရလားဒါက trend ဖြစ်လို့လိုက်ဝယ်တာလားငါတကယ်ကြိုက်လို့လားဝယ်မဲ့အထည်ကလက်ရှိဗီဒီယိုထဲမှာရှိပြီးသားဝတ်ထည်တွေနဲ့အနည်းဆုံး3မျိုးပြန်တွဲဝတ်လို့ရလားလိုက်ဖက်မှုရှိရလားအရေးသွေးကောင်းတဲ့ quality basic တွေကိုအရင်စုပြီးမှထူးခြားတဲ့ statement piece တွေကိုရည်ရွယ်ချက်ရှိရှိတစ်ထည်ချင်းစီဖြည်းဖြည်းချင်းထည့်ဝယ်ပါဒါကပတ်စံကုန်လဲသက်သာစေရဲ့ပြင်ကိုယ့်ရဲ့ identity ကိုလည်းပိုပြီးခိုင်မာတောင်းတင်းလာစေပါတယ်နောက်ဆုံးအဆင့်ကတော့ comfort zone တွေကနေဘေးကင်းစွာထိုးချဲ့ရပါ fashion ဆိုတာတသက်မဲ့တည်းရှိမနေပါဘူးကိုယ့်ရဲ့အသက်အရွယ်ရာထူးဌာနနဲ့နေ့စဉ် lifestyle တွေပြောင်းလဲလာတာနဲ့များကိုယ့်ရဲ့ style ကိုလည်းလိုက်ပြီးညှိယူပြောင်းလဲရပါမယ်ဒါကြောင့်လာနေငယ်ကြရင်ကိုယ့်ဗီဒီယိုပြန်ကြည့်ပြီးကွာနဲ့မလိုက်တော့တဲ့အရာတွေကိုဖယ်ထုတ်ပါပြီးရင်တော့ကိုယ့်ရဲ့အခြေခံ style ကိုမပြတ်စေဘဲပိုပြီးဆောင်လည်စမ်းသစ်လာအောင်အယောင်သစ်တွေအသားလိုင်းသစ်တွေနဲ့ accessory လေးတွေကိုတစ်ခုချင်းစီထည့်သွင်းပြီးစမ်းသပ်ဝတ်ဆင်သွားရုံပါပဲဒါဆိုရင်ဘေးကင်းနဲ့ပဲတင်းရဲ့ style ကပိုပြီးလန်းဆန်းဆောင်လည်လာမှာပဲဖြစ်ပါတယ်ဆိုရင်အစစ်80လုံးသိပြီဆိုတော့ကိုယ့်ရဲ့ style ကိုစပြီးပုံဖော်ဖို့အဆင်သင့်ဖြစ်ပြီလို့ထင်ပါတယ်နောက်ဗီဒီယိုကြမှာပြန်တွေ့ကြပါမယ်ဟောခဏလေး Wait a minute. subscribe လုပ်ခဲ့ဖို့မမေ့နဲ့ဘူးနော်